အားလုံးပဲမင်္ဂလာပါရှင် Scary Tale Movie Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။အမကတော့ Lady ခင်မှာဒီနေ့မှာပရိသတ်တွေ story မတင်ဆက်ပေးခင်မှာကြော်ညာလေးတစ်ခုဝင်ချင်ပါတယ်။လုံးဝမကြော်သွားပါနဲ့ရှင်။ပါကြော်ညာလဲဆိုရင်တော့အခုအမဗီဒီယိုမှာပြထားတဲ့ TikTok အကောင့်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒါကတော့အမရဲ့ TikTok အကောင့်အသစ် Lady King's Crunchy Handmade အကောင့်လေးဖြစ်ပါတယ်။ဒီ TikTok အကောင့်နေပြီးတော့ပရိသတ်တွေက spin နဲ့ပတ်သက်တဲ့ accessory တွေ handmade ကိုမှချစ်တဲ့ပရိသတ်တွေအတွက် handmade နဲ့ပြုလုပ်ထားတဲ့ကောင်းစီကျိုးတွေ clip တွေ ဖဲကျိုးတွေအကုန်အစုံရမှာဖြစ်ပါတယ်။အမပါလို့ဒီမှာအမရဲ့ TikTok အကောင့်လာပြီးပြောပြရလဲဆိုရင်တော့အမကိုချစ်ခင်အားပေးနေတဲ့ပရိသတ်တွေကအမရဲ့ TikTok အကောင့်လည်းတွားပြီးတော့ follow လေးလုပ်အသေးလေးပေးမယ်လို့ယုံကြည်ပါတယ်။ပြီးတော့ comment မှာ Scary Tale Movie ပရိသတ်တွေဆိုတာသိအောင်လို့တခုခုရေးခဲ့ပေးပါအောင်နော်။တကယ်လို့အမရဲ့ handmade လေးတွေကိုအားပေးချင်တယ်ဆိုရင်လည်းအားပေးနိုင်ပါတယ်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒါဆိုရင်တော့ဗီဒီယိုလေးကိုစတင်လိုက်ပါမယ်။အခုပြောပြပေးမယ့်ဇာတ်လမ်းလေးကတော့အိန္ဒိယမှာရှိတဲ့သရဲ6တဲ့ဆိုပြီးနာမည်ကြီးခဲ့တဲ့အိမ်အိုကြီးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ရဲမေတယောက်ဟာမီရက်ဆိုတဲ့မြို့မှာတာဝန်ကျခဲ့ပါတယ်။သူမဟာငယ်ငယ်ကတည်းကရဲမေတယောက်ဖြစ်ချင်ခဲ့ပြီးတော့အခုလည်းသူမစိတ်ကူးထားတဲ့အတိုင်းရဲမေတယောက်ဖြစ်လာခဲ့ပါပြီ။သူမတာဝန်ကျတဲ့မြို့မှာတော့သရဲ6တဲ့ကိစ္စတွေကနာမည်ကြီးနေခဲ့ပါတယ်။ဒါပေမဲ့လည်းရဲမေလေးကတော့အကြောက်လက်မရှိပဲသူမရဲ့အလုပ်အတွက်သာဂုဏ်ယူနေခဲ့ပါတယ်။ရဲမေလေးရဲ့အမေကတော့သူ့ရဲ့သမီးလေးကရဲမေဖြစ်သွားတာကိုဂုဏ်ပြုပေးဖို့အတွက်အိမ်မှာသူ့သမီးအကြိုက်ဆုံးဖြစ်တဲ့ဟင်းကိုချက်ရင်စောင့်နေပါတယ်။ရဲမေလေးကလည်းမြို့ထဲကိုရှောက်သွားကြည့်ရင်ညနေတာဝန်ချိန်ပြီးတဲ့အခါမှာတော့အိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ကိုပြန်ရောက်တဲ့ချိန်မှာတော့ရဲမေရဲ့အမေကအိမ်ရှိမှထွက်ဆောင်နေခဲ့ပါတယ်။နောက်တော့အမေဖြစ်သူဟာသူမစီမှာဖြစ်သွားတဲ့ကိစ္စတစ်ခုကိုရဲမေလေးကိုပြောပြပါတော့တယ်။သူထမင်းချက်နေတော့အိမ်ရှိကိုထွက်ကြည့်တော့စာရီအနီကိုဝတ်ထားတဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရပါတယ်။စာရီအနေဝတ်ထားတဲ့ကောင်မလေးကအိမ်နားမှာရစ်တီလုံနေတာကြောင့်သူလည်းမတင်ကားလို့ဒီမှာဘာလုပ်နေတာလဲဆိုပြီးသွားမေးလိုက်တော့ကောင်မလေးကဘာမှပြန်မပြောဘဲထွက်ပြေးသွားခဲ့ပါတယ်။ရဲမေလေးကလည်းသူ့မိပြောပြတဲ့ဖြစ်ပျက်ကိုနားထောင်ပြီးတော့စာရီအနေဝတ်ထားတဲ့ကောင်မလေးကိုရှာဖို့အတွက်ထွက်လာခဲ့ပါတော့တယ်။ညဘက်လည်းဖြစ်ပြီးမှောင်နေတာကြောင့်ရဲမေလေးကလည်းတက်မီတက်လက်ကန်ပြီးလိုက်ရှာပါတယ်။နောက်တော့အိမ်အိုကြီးတစ်လုံးကိုမတင်ကားတာကြောင့်တက်မီနဲ့ထိုးကြည့်လိုက်ပါတယ်။ညဘက်လည်းဖြစ်ပြီးပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်နေတာကြောင့်ရဲမေလေးကလည်းစိတ်ထဲမှာကြောက်လန့်နေခဲ့တာပေါ့။တခြားသူတွေကိုပြန်ပြီးအကူအညီတောင်းပြီးမှပြန်လာရမလားလို့စဉ်းစားခဲ့ပေမဲ့နောက်ဆုံးတော့ရဲမေလေးဟာသူတယောက်တည်းအိမ်ထဲကိုဝင်လာခဲ့ပါတော့တယ်။ရဲမေလေးဟာအိမ်ထဲကိုကြောက်နဲ့ပဲဝင်လာခဲ့ပါတယ်။အိမ်ထဲမှာတော့အပြင်ကထပ်ပို့ပြီးတော့ပတ်ဝန်းကျင်ကအေးဆက်နေခဲ့ပါတယ်။သူမရဲ့လက်ထဲမှာတော့တမီတစ်လုံးနဲ့တုတ်တစ်ချောင်းပဲပါပါတယ်။သူမရဲ့စိတ်ထဲမှာတော့ပုံမှန်မဟုတ်ဘူးလို့ခံစားနေရပါပြီ။နောက်တော့အိမ်ထဲကိုဆက်ကြည့်ရင်ကြမ်းမြင့်ပေါ်မှာစပင်တွေကိုတွေ့လိုက်ရပါတယ်။ရဲမေလေးကလည်းစပင်တွေကဘသူစီကလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။အဲ့ဒီရှေ့မှာရှိတဲ့မှောင်နေတဲ့အခန်းထဲကိုကြည့်လိုက်တော့သူမဟာမျက်လုံးအနီရောင်ရှိတဲ့တတဝါပုံစံကိုတွေ့လိုက်ရတာကြောင့်တက်မီနဲ့ထိုးကြည့်လိုက်ပါတယ်။ဒါပေမဲ့လည်းသူမတက်မီနဲ့ထိုးကြည့်လိုက်တဲ့အချိန်မှာတော့ဘာကိုမှမတွေ့ခဲ့ရပါဘူး။ရဲမေလေးကလည်းအိမ်ထဲကိုဆက်ပြီးတော့ကြည့်ပါတယ်။အိမ်ထဲကိုရှောက်ကြည့်နေရင်နဲ့သူမရဲ့နောက်မှာတော့စာရီအနီနဲ့မိန်းကလေးဟာရှိနေပါပြီ။ရဲမေလေးကတော့အဲ့ဒီမိန်းကလေးကိုမတွေ့ရပေမဲ့သူမရဲ့နားမှာရှိနေတယ်ဆိုတာကိုစိတ်ထဲမှာခံစားနေခဲ့ရပါပြီ။ရဲမေလေးကလည်းရှောက်ကြည့်ရင်းနဲ့ပုတ်အအနှံ့ကိုရလာပါတယ်။သူမရဲ့စိတ်ထဲမှာလည်းတီမြို့မှာလူတွေပျောက်ဆုံးသွားတဲ့အကြောင်းနဲ့အမှုမပေါ်ပဲတိတ်ဆုံးသွားကြတဲ့အကြောင်းကိုစဉ်းစားနေခဲ့ပါတယ်။နောက်တော့ရဲမေလေးကလည်းဘာမှဆက်ပြီးမတွေ့ရတော့တာကြောင့်အပြင်ကိုထွက်ဖို့လုပ်ပါတော့တယ်။အပြင်ကိုထွက်တဲ့တကားနာကိုမရောက်ခင်မှာပဲတက်မီနဲ့ဟိုကြည့်ဒီကြည့်လောက်ခဲ့ပါသေးတယ်။အဲ့ဒီချိန်အခန်းထဲကနေစကားပြောတန်အောင်ကြားရတာကြောင့်ရဲမေလေးကလည်းဝင်သွားခဲ့ပါတယ်။အခန်းထဲမှာတော့အင်ဂျီအနီဝတ်ဆင်ထားတဲ့အမျိုးသား၄ယောက်ကအရက်တောင်ရင်စကားပြောနေကြတာပါ။သူတို့၄ယောက်ရဲ့ပုံစံတွေကအသက်ကြီးပြီးတော့ရုပ်တွေကလည်းမူမမှန်ခဲ့ပါဘူး။ရဲမေလေးကသူတို့ကိုဘာလုပ်နေတာလဲလို့မေးခဲ့ပေမဲ့သူတို့ကတော့ရဲမေလေးပြောတဲ့စကားတွေကိုလစ်လျူရှုနေခဲ့ပါတယ်။နောက်တော့ရဲမေလေးလည်းကြောက်လန့်ပြီးအပြင်ကိုထွက်ဖို့လုပ်ခဲ့ပေမဲ့ထပ်ပေါက်ကိုရှာမတွေ့ဖြစ်ခဲ့ပါတယ်။နောက်တော့သူ့ရဲ့ရှေ့မှာအခုနတွေ့ခဲ့တဲ့ယောက်ျား၄ယောက်ကိုပြန်မြင်ခဲ့ရပါတယ်။ဒီတစ်ခါမှာတော့အဲ့ဒီ၄ယောက်ရဲ့မျက်နှာတွေကိုရှင်းရှင်းလင်းလင်းတွေ့လိုက်ရပြီးအရှင်ကထက်ပိုပြီးလန့်သွားပါတယ်။ရဲမေလေးကလည်းထွက်ပြေးဖို့အတွက်ကြံပါတယ်။ရဲမေလေးကထွက်ပြေးသွားပေမဲ့အဲ့ဒီ၄ယောက်ကတော့နောက်ကနေလိုက်မလာခဲ့ပဲရဲမေပြေးသွားတာကိုကြည့်ရင်ရှီမောနေခဲ့ကြပါတယ်။နောက်တော့လေကားနားမှာ
စာရီအနီရောင်ဝတ်ထားတဲ့မျိုးသမီးကိုတွေ့လိုက်ပါတယ်။စာရီအနီနဲ့မိန်းကလေးကရဲမေကိုလှည့်ကြည့်လိုက်ပါတယ်။သူမရဲ့ပုံစံကဖြူဖက်ဖြူရော်ဖြစ်ပြီးမျက်နှာလည်းကြောက်ဖို့ကောင်းနေပါတယ်။အဲ့ဒီစာရီအနီနဲ့မျိုးသမီးကတော့ကောင်းပြီးနေရင်ရဲမေလေးကိုကြည့်နေတာပါ။ရဲမေလေးကလည်းဒီအိမ်ထဲမှာဖြစ်နေတဲ့ကိစ္စတွေကိုနားမလည်နိုင်ဖြစ်ပြီးထပ်ပြေးခဲ့ပါတယ်။ရဲမေလေးကထပ်ပြေးနေရင်းနဲ့ပဲနောက်ထပ်စာရီအနီနဲ့မိန်းကလေးတယောက်ကိုထပ်ပြီးတွေ့လိုက်ရပါတယ်။ဒီတစ်ခေါက်မှာတော့ခုနသူတွေ့လိုက်ရတဲ့မျိုးသမီးမဟုတ်တော့ပါဘူး။အခုစာရီအနီနဲ့မျိုးသမီးကရဲမေကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ရဲမေလေးကကြောက်လန့်ပြီးကြမ်းပြင်းပေါ်ပြက်လဲသွားပါတယ်။စာရီအနီနဲ့မျိုးသမီးရဲ့မျက်လုံးတွေဟာအနီရောင်တွေဖြစ်နေခဲ့ပြီးတော့သူမရဲ့ပုံစံကလည်းမီးလောင်ထားသလိုမျိုးတန်ရာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။နောက်တော့အဲ့ဒီမျိုးသမီးကအတန်နဲ့ကြီးနဲ့ဩကလေပေါ်မှာတင်ပျောက်ကွယ်သွားပါတော့တယ်။နောက်တော့ရဲမေလေးကလည်းအိမ်ကိုပြန်ရောက်လာခဲ့ပြီးသူတွေ့ခဲ့ရတဲ့အရာတွေကိုသူ့အမေကိုပြန်ပြီးပြောပြနေခဲ့ပါတယ်။ရဲမေရဲ့ရင်ပတ်မှာလည်းလက်ဝါးအရာကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်ကရဲမေလေးလည်းသူ့အလုပ်ကိုကြောက်ခဲ့ပြီးတော့အခုတော့ရဲအလုပ်ကနေအပီးတိုင်ထွက်ခဲ့လိုက်ပါပြီ။အမှန်တော့သူမသွားခဲ့တဲ့အိမ်ကြီးဟာပိုးရင်ဗြိတိရှားတွေလက်ထက်ရှိနေခဲ့တဲ့အိမ်ကြီးဖြစ်ပြီးတော့အဲ့ဒီအိမ်ကြီးမှာအင်္ဂလိပ်စစ်တပ်ကပုံကြီးတွေဟာမီးလောင်ပြီးပြေဆုံးခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအထဲမှာစာရီအနီနဲ့မျိုးသမီးလည်းပါဝင်ခဲ့ပါတယ်။ကံကောင်းတာကတော့ရဲမေလေးဟာတရေအချောက်ဆုံးနေရာဖြစ်တဲ့အိမ်ကြီးတဲကနေအသက်မသေးပဲပြန်ထွက်လာနိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။ပရိသတ်တွေအားလုံးအခုလို scary story လေးတွေကိုသဘောကျရဲဆိုရင်တော့ကျမတို့ channel ကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။ပြီးတော့အမဆော့ဆော့ပြောပြခဲ့တဲ့ TikTok account လေးကိုလည်း follow လုပ်ထားပေးပါအောင်ရှင်။အမရဲ့ TikTok account ကို follow လုပ်ပေးတဲ့သူတွေရောအမရဲ့ channel လေးကို subscribe လုပ်ပေးတဲ့သူတွေရောဗီဒီယိုလေးတွေကို VPN ဖွင့်ပြီးကြည့်ပေးတဲ့ပရိသတ်တွေအားလုံးကိုရောကျေးဇူးများတင်ပါတယ်ရှင်။